အခုလိုကျွန်တော်တို့ iPhone တွေကို backlight ခွာရင်းနဲ့ power တီဝါလဲစနစ် promo လေးကိုကျွန်တော်တို့ပြုပြင်ကြည့်ရအောင် backlight နောက်မှာလဲကျွန်တော်တို့ gun နဲ့ပစ်ထားတဲ့အတွက်ကြောင့်အချမ်းရလေးဖြစ်နေတယ်ဒါတော့ဆိုင်နမှာအလုံးလေးပေါ့အဲ့ဒါနဲ့ power တီဝါတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် supply ချစ်ကြည့်တော့ auto ampere တက်နေပါတယ်တော်တော်လေးလည်းပူပါလေဗျလက်နဲ့ကင်လို့မရဘူးအဲ့နဲ့သူအောက်ချမ်းပူပါဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရှာကြည့်လိုက်တော့တေချာတဲ့အောက်နာမှာပူနေတယ်အဲ့ဒီအနေထားမှာဆိုရင်ကျွန်တော် power ကိုဒီဘုတ်ကိုပေါ့နှစ်ချမ်းခွာရမယ်အခုလိုမျိုးဘယ်အချမ်းရှော့ကြရလဲပေါ့အဲ့နဲ့အပေါ်ချမ်းတီးတက်မယ်နိုးကြည့်လိုက်တော့ ampere စားလည်းမရှိဘူးရှော့လည်းမရှိဘူးပုံမှန်အတိုင်းပဲတေချာလဲအဲ့တော့အောက်ချမ်းမှာစစ်ကြည့်လိုက်တော့ကျွန်တော်တို့ baseband PMU ကရှော့ကြနေပြီရှော့ကြနေပေါ့အဲ့တော့ကျွန်တော်တို့ရှော့ကြနေတဲ့ baseband PNU ကိုလဲရမယ်သူကရှော့ကြနေမှာကွဲတော့လာဗျစကုတ်အောင်မှာတေချာမြင်ရလဲနော်အဲ့ baseband PNU ကိုအစ်စ်လဲပြီးတော့ကျွန်တော်နှစ်ချမ်းပြန်ကတ်လိုက်တော့ရတော့ပါပြီဖုန်းလိုင်းလဲတက်ပါလေဗျအားပေးတဲ့ customer တယောက်ချင်းစီကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ